to giggle dreams preschool သားမီးတို့အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ဒီချက်ပြောပြမယ့်ပုံမြင်လေးရဲ့နာမည်ကတော့အမြောက်ကြိုက်တော့ကြီးကန်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်သားမီးတို့ပုံမြင်လေးကိုကြည့်ရှုအားပေးပါအောင်ရှင်တခါကတဲ့တောအုပ်လေးတစ်ခုထဲမှာအမြောက်ကြိုက်တဲ့ကြီးကန်းလေးတစ်ကောင်ကနေတာပေါ့ကွယ်တနေ့လဲကြာလဲကြာရောအဲ့ဒီကြီးကန်းလေးကဗိုက်စားလာတယ်ဗိုက်စားလိုက်တာဘာစားရရင်ကောင်းမလဲဟုတ်ပြီအစာသွားရှာအောင်ပါပဲဒီလိုနဲ့ကြီးကန်းလေးကအဲ့ဒီတောထဲမှာအစာထွက်ရှာတာပေါ့ကွယ်အဲ့ဒီချိန်မှာပဲတဲ့ခလန်းလန်းမှာကြာနေတယ်အသားတုံးတစ်ခုကိုနှမ်းပြီးတော့မြင်လိုက်တယ်ဟာဟိုးရှိမှာအသားတုံးတစ်လုံးပါလားဟာအသားတုံးကြီးကလည်းနေရဲနေတာပဲဒီအသားတုံးကိုစားလိုက်ရရင်တော့အရန်ကိုအရသာရှိမှာပဲအဲ့လိုနဲ့ကြီးကန်းလေးကအရန်ကိုဝမ်းသာအားရနဲ့အဲ့ဒီအသားတုံးရှိကိုခက်မြန်မြန်ပဲသွားလိုက်ပြီးတော့အသားတုံးကိုကောက်ချီလိုက်တာပေါ့ကွယ်အဲ့လိုအသားတုံးကိုကောက်ချီပြီးရနဲ့ခလန်းလန်းမှာရှိတဲ့တစ်ပင်တစ်ပင်မှာသူကနားလိုက်တယ်ကွယ်ပြီးတာနဲ့သူကအဲ့ဒီအသားတုံးကိုစားဖို့ဟန်ပြင်လိုက်တယ်အဲ့ဒီချိန်မှာပဲသူ့ရဲ့တစ်ပင်ရဲ့အောက်မှာအတန်တန်ကိုသူကကြားလိုက်တယ်အဲ့ဒါနဲ့ကြီးကန်းလေးကတစ်ပင်ရဲ့အောက်ကိုနှုတ်ကြည့်လိုက်တယ်အဲ့ဒီခါမှာတော့သူ့ရဲ့တစ်ပင်ရှိကိုတဖြည်းဖြည်းလာနေတဲ့မြေခွေးတစ်ကောင်ကိုနှမ်းပြီးတော့တွေ့လိုက်တယ်အဲ့ဒီမြေခွေးကြီးကတော့သူ့တပားကိုနှောက်ပင်ပြောဆိုတတ်တဲ့မြေခွေးကြီးပဲဖြစ်တာပေါ့ကွယ်မြေခွေးကလည်းတစ်ပင်ပေါ်မှာနားနေတဲ့ကြီးကန်းရဲ့ပါးစပ်ထဲကနေရဲနေတဲ့အသားတုံးယူစားခြင်းလို့သူကလည်းအကြံထုတ်လာတယ်ကြည်စမ်းဟိုကြီးကန်းရဲ့ပါးစပ်ထဲမှာကြိုက်ထားတဲ့နေရဲနေတဲ့အသားတုံးကြီးကအိုးစားလိုက်ရရင်တော့အရန်ကိုအရသာရှိမှာပဲကဲအကြံထုတ်စမ်းဒီအသားတုံးကိုစားရအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲအဲ့လိုနဲ့မြေခွေးကစဉ်းစားပြီးတော့သူကကြီးကန်းကိုစပြီးစကားပြောလိုက်တယ်အိုးမိတ်ဆွေကြီးကန်းရေဒီနေ့ရာသီဥတုကအရန်ကိုตายရတာပဲနော်ဒါပေမဲ့တဲ့ကြီးကန်းကဘာစကားမှပြန်မပြောဘူးအဲ့ဒီခါမှာမြေခွေးကထပ်ပြီးတော့ကြီးကန်းရေဟိုးမင်းကဒီနေ့အရန်ကိုလှနေပါလားကွာကြီးကန်းကဝမ်းတော့ဝမ်းသာသွားတယ်ဒါပေမဲ့ဘာမှစကားထပ်မပြောဘူးတဲ့အဲ့ဒီခါမှာမြေခွေးကထပ်ပြီးတော့ဘလို့ပြောရင်ကောင်းမလဲလို့အကြံထုတ်တယ်ဟုတ်ပြီဒီတစ်ခါတော့ငါဒီကြီးကန်းကိုညှောက်ပင်ပြီးပြောဆိုဦးမှာပဲဗျိုးကိုကြီးကန်းရဲ့အတန်လေးကိုမနေ့ကကျွန်တော်ကြားလိုက်တယ်ကိုကြီးကန်းရဲ့အတန်လေးကအရန်ဦးမှနားထောင်လို့ကောင်းတာပဲဒီလိုနားထောင်လို့ကောင်းတဲ့အတန်ချိုလေးနဲ့ကျွန်တော်တချင်းတစ်ပုတ်လောက်ဆိုပြရင်တော့ကွာအရန်ကိုကောင်းပါပဲဗျအဲ့ဒီစကားကိုကြားလိုက်တဲ့ကြီးကန်းကတော့အရန်ကိုဝမ်းသာသွားပြီးတော့ဟုတ်ပြီငါရဲ့တာယာချုံမိန်တဲ့အတန်လေးနဲ့ကိုမြေခွေးကိုတချင်းတစ်ပုတ်လောက်ဆိုပြမယ်ဟဲ့ဆိုပြီးတော့ပါဇက်ကိုဟားလိုက်တာနဲ့တပြိုင်နက်ဆိုတဲ့အတန်နဲ့တူကြီးကန်းရဲ့ပါဇက်မှာကြိုက်ချီထားတဲ့အသားတုံးကအောက်ကိုဘောက်ကနေမြည်ပုတ်ကျသွားတာပေါ့အဲ့ဒီချိန်မှာတော့အောက်မှာအသင့်ဆောက်နေတဲ့မြေခွေးကဝမ်းသာအားရနဲ့အသားတုံးကိုကြိုက်ချီပြီးတော့တခါတည်းတောနက်ထဲကိုဝင်ပြီးတော့ပျောက်ကွယ်သွားတာပေါ့ကွယ်အဲ့ဒီလိုနဲ့ပဲအမြောက်ကြိုက်တဲ့ကြီးကန်းခမသူ့ရဲ့အသားတုံးကိုလက်လွတ်ဆုံးရှုံးရပြီးဘာမှစားစရာမရှိပဲဗိုက်စာနဲ့တကောင်နဲ့တကိုင်းပေါ်မှာကြံခဲ့တော့တာပေါ့ကွယ်ကျေးဇူးတင်ပါတယ်ပုံမြင်လေးကတော့ဒါပါပဲရှင်သားမီးတို့တွေလည်းသူတစ်ပါးရဲ့ညှောက်ပင့်ပြောဆိုတဲ့စကားကိုကြားတဲ့အခါမှာတည်တည်ချာချာစဉ်းစားပြီးမှပြန်လည်တုတ်ပြန်ရမယ်ဆိုတာကိုဒီပုံမြင်လေးရတစ်စင်သင်ခန်းစာရရှိမယ်လို့ဒီချေကမျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်